ทุกคน Train Market Srinagar ကိုရောက်နေရပါ Vintage style နဲ့ Vintage ဆိုင်ခန်းတွေအများကြီးရှိရယ် Train Market ဆိုလို့ရှိရင်တော့အဝါလိုင်းစီးပြီးတော့လာမယ်ဆိုလို့ရှိရင် Suan Luan Rama 9မှာဆင်းပြီးတော့လာလို့ရပါတယ်size တွေနဲ့ခွဲထားဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဖနက်ဆိုင်တွေတွေ့ရမှာဖြစ်ပြီးတော့ညာဘက်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဖနက်ဆိုင်တွေတွေ့ရမှာဖြစ်ပါတယ်။ဒါတွေအများကြီးရှိတဲ့အပြင်ကို first copy လိုမျိုးဖနက်တွေလည်းအများကြီးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ကိုဘတ်ဂျက်နဲ့ကိုအဆင်ပြေတဲ့ဖနက်ကိုအမျိုးအစားအများကြီးမှာရွေးချယ်ပြီးတော့မှဝယ်ယူလို့ရပါတယ်ရှင်။ဘာတည်းရလဲရန်တဲ့ massage လေးရေးပြီးတော့ရွေးရအဆင်ပြေTrain Market ကြီးရတော့မို့လို့အပတ်တိုင်းပေါ့နော်ကြာတာပဲနေ့ကနေပြီးတော့တနင်္ဂနွေနေ့ဒီညနေ9:00နာရီရနေပြီးတော့ညတကောင်7:00တနာရီအဲ့လောက်ထိကိုဖွင့်ပါတယ်တနင်္လာအင်္ဂါဗုဒ္ဓဦးတော့ပိတ်တယ်ပေါ့နော်နည်းနည်းစောစောလေးလာမယ်ဆိုလို့ရှိရင်တော့အခုမြင်နေရတဲ့ဒီ antique ကားတွေနဲ့ပေါ့နော်တပုံလှလှလေးအများကြီးရိုက်လို့ရမယ့်နေရာကောင်းတစ်ခုပါဒီမှာကျ hang out ထွက်လို့လဲကောင်းတယ်နောက်ပြီးတော့ဒိတ်မယ်ဆိုလို့ရှိရင်လည်းဒိတ်လို့ကောင်းတယ်ပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်လည်းဒီနေရာတော်တော်များအဓိက main ထားပြီးတော့လာကြတယ်ပေါ့နော်ဆိုင်ငန်းတွေအများကြီးထပ်ပြီးတော့လိုက်ပြမှာဖြစ်ပါတယ်မုန်းနဲ့တူတူလိုက်ခဲ့ပေးပါအောင်ရှင့်အခုဈေးပက်ကလည်းနည်းညောင်းလာပြီဆိုမို့ဘိုက်လေးလည်းနည်းနည်းချောင်လာပြီဆိုတော့ပေါ့နော်ဒီမှာစီးဖို့တုံရမ်းမှာထားပါတယ်အဲ့တော့ဒီမှာတော့တုံရမ်းထလေးလို့ခေါ်တာပေါ့နော်ပြီးတော့ဒီမုံစည်းထဲမှာဆိုလို့ရှိရင်တော့နာမည်ကြီးထိုင်းစားစာအများကြီးအကုန်လုံးရတယ်ပေါ့နော်အစားအသောက်ကြိုက်တဲ့သူတွေအတွက်လုံးဝနိဗ္ဗာန်ပုံပါပဲပေါ့ဒီအစားအသောက်တန်းမှာဆိုလို့ရှိရင်ကြတော့မူကားထတွေရှိမယ်နောက်ပြီးကွေတီယိုတွေရှိမယ်ဖက်ကဖောင်ထမင်းတွေဟင်းတွေရှိမယ်ပင်လယ်စာကုန်းထန်တို့အပြင်ကိုရီးယားစာတွေလည်းရသေးတယ်နောက်ပြီးတော့အချို့ဘွဲတွေလည်းအများကြီးရှိတယ်ဒီ Train Market ကိုလာပြမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအေးဆေးထိုင်စားလို့ရတဲ့နေရာမျိုးမှာဟန်ကောက်လေးအေးဆေးလုပ်ပြီးတော့ဒိတ်လို့လည်းရပါတယ်စီးဖူးတုံရန်
လေးကိုစားလိုက်ပါဦးမယ်အားလုံးပဲစားကြပါဦး10ပေါ့နော်110တန်ပုံစံမျိုးလေးလောက်တာအထဲမှာကြောင်းမှုနဲ့ cheese နဲ့ဆွဲလိုက်လို့ရှင်အဲ့လိုမြင်နေခွက်လာမှာပြီးရင်ပြအခုကပူသေးရဲ့နဲ့အေးွားတော့မှစားကြတော့ဆိုတော့အေးတောက်မလို့ပဲအခုကတော့ဒီမုံမြင်ပြီးစားကျင်သွားစကန်တိုင်းမှာခပ်ဟာ30ဘတ်ထမန်นี่ค่ะขอบคุณค่ะနည်းမဟုတ်နွေးလေးပဲကြံတော့ဆိုတော့အမှန်တော့အမြင်မရတော့နည်းနည်းပူလုံးကြမှာအမြင်အများကြီးပေါ့အခုကအေးွားတယ်ဆိုတော့ဘာကြပါဦးလဲလာတော့အရင်ပူလို့ရှင်သူကအထဲမှာ cheese တွေပြောင်းမှုတွေငုံထားရဆိုတော့ပူလို့ရှင်အဲ့လိုရှားချက်တာတွေပါအားကောင်းပူတာဖြစ်မှာနွေးတဲ့အနေထားကြမှာစားရတော့အဲ့လိုဆွဲဆန့်လိုက်လို့ရှင်တော့အမြင်နဲ့မထွက်လာတော့ဘူးရတာတော့ကောင်းတော့ချိုငငယ်လေးပေါ့စားလို့ရရင်တော့ဟုတ်တိတ်တယ်